မြန်မာရိုးရာကစားနည်းဖြစ်တဲ့ချင်းလုံးကစားခြင်းအညာရှိမိကချန်နဲ့ဆွေးနွေးမှုရမိတာမြန်မာရဲ့ဒေဘျူတခင်ချန်ထုံနူရီအင်ချင်းလုံးကိုမြန်မာကတို့ဆိုကေဟာကုခဖာရမဟိုမင်းချောင်းပြိုကီတို့ချီဝနန်ဒီ한국어 방역과 함께 성명해드리고자 합니다.မြန်မာနိုင်ငံတွင်စိတ်ဝင်စားဖွယ်ကောင်းသောရိုးရာကစားနည်းမျိုးစုံရှိပြီးလက်ဆင့်ကမ်းထိန်သိမ်း၍တန်ဖိုးထားကစားလျက်ရှိကြပါတယ်။အဲ့ဒီထဲမှာလူအများစိတ်ဝင်စားနှစ်သက်ကြတဲ့ကစားနည်းကတော့ချိန်ပြည့်ရက်လောက်ထားတဲ့ဘောလုံးတစ်မျိုးဖြစ်ပြီးချင်းလုံးဆိုပြီးခေါ်ဆိုကြတဲ့ရိုးရာကစားနည်းပဲဖြစ်ပါတယ်။ဤကစားနည်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာပြုခဲ့BC 2ရာစု AD 17ရာစုကလေးကတရှိခဲ့သည်ဟုသောစာပေများရှိခဲ့ပါတယ်။ပြီးတော့ဘီရင်များကိုနန်းတွင်ထဲမှာဖျော်ဖြေကစားခဲ့တဲ့တော်ဝင်ကစားနည်းတစ်မျိုးဖြစ်ခဲ့ပါတယ်။သို့တော်လည်းနန်းတွင်မှာတာမကတာမန်ပြည်သူများပါကစားလာခဲ့ကြတာယနေ့ချိန်ထိတိုင်ချစ်မြတ်နိုးတန်ဖိုးထားကစားနေကြဆဲဖြစ်ပါတယ်။ချင်းလုံးကစားနည်းကိုမြန်မာနိုင်ငံအနှံ့ပြနေရာဒေသမရွေးအချိန်ခါမရွေးတွေ့မြင်နိုင်ပြီးလူကြီးလူငယ်ကြမှမရွေးပျော်ရွှင်စွာကစားနေကြခြင်းကိုလည်းအမြဲတွေ့မြင်နိုင်ပါတယ်။မြန်မာနိုင်ငံကိုလိုနီလက်အောက်ကိုကြာရောက်ခဲ့တဲ့အချိန်မှာလည်းမြို့သားရေးလက္ခဏာတရက်အဖြစ်မြင့်တင်ပေးခဲ့လို့မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့အချိန်မှာမြို့သားကစားနည်းတရက်ဖြစ်လာခဲ့ပါတယ်။ဒီကစားနည်းရဲ့ထူးခြားချက်လေးကတော့ပြိုင်မဲ့ကင်းမီအနိုင်ရှုံးတဲ့တယောက်နဲ့တယောက်ဘလောက်နားလည်မှုရှိပြီးအပေးယူရှိလဲဆိုတာကအဓိကအချက်ဖြစ်ပါတယ်။ချင်းလုံးကစားနည်းမှာဆိုရင်လူ6ယောက်ပါဝင်ပြီးချင်းလုံးကိုမြေပေါ်ကျမသွားအောင်စူပန်းအားထိုးရတဲ့ကစားနည်းဖြစ်ပါတယ်။ဤကစားနည်းကတော့ပူပေါင်းဆောင်ရွက်မှုပြန်လည်လေးစားမှုရိုင်းမင်းကူညီမှုတူနဲ့တူနားလည်မှုအပေးယူရှိမှုနဲ့လွတ်လပ်သည့်သဘောတို့ကိုပါဝင်ဖွဲ့စည်းထားတာကြောင့်ညှိထွေးမှုရှိတဲ့ကစားနည်းတစ်မျိုးဖြစ်ပါတယ်။ပြီးတော့အားကစားနည်းမြန်မာကကိုပါပေါင်းဆက်တွေ့မြင်နိုင်တဲ့ကစားနည်းဆိုလည်းမမှားပါဘူး။ဘာကြောင့်လဲဆိုတော့ကစားသမားအလုံးကသူတို့ရဲ့ခေါင်းနှစ်ဖူးခြေထောက်ခြေဖြားဒူးဖနှောက်အစရှိတဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေနဲ့ထိတွေ့ပြီးကစားကြတာဖြစ်တဲ့အတွက်မြန်မာရိုးရာကလှကိုဖော်ကျူးနေတဲ့အရှုမြင်ခံစားနိုင်လို့ဖြစ်ပါတယ်။ရိုးရာကတည်းမကပဲမြန်မာတေးဂီတပါတူတွဲတွေ့မြင်နိုင်ပါတယ်။အပြောတက်တက်ဆော်ကစားတဲ့ချိန်တွေမှာတေးဂီတကိုမတွေ့ရပေမဲ့ချင်းလုံးကစားပွဲဆိုပြီးတည်တံ့ကစားတဲ့ပွဲတွေမှာဆိုရင်မြန်မာတေးဂီတဆိုင်ဝိုင်းတွေနဲ့ကစားကြတဲ့အတွက်ပွဲကိုပုံမအသစ်ဝင်စီကစိတ်ပျော်ရွှင်မှုကိုပုံမခံစားနိုင်ပါတယ်။ဒါကြောင့်ဒီကစားနည်းကတော့မြန်မာရိုးရာကစားတာမကမြန်မာကတေးဂီတတွေနဲ့အလွန်ဆွတ်ဆောင်မှုရှိပြီးရှားပါးတဲ့ကစားနည်းဖြစ်တဲ့အတွက် UNESCO အဖြစ်ထည့်သွင်းစဉ်းစားခံခဲ့ရပါသေးတယ်။နိုင်ငံတကာကပါစိတ်ဝင်စားတဲ့ကစားနည်းဖြစ်တဲ့အတွက်ရှေးရခင်ကနိုင်ငံတကာလှည့်လည်အလှပြကစားခြင်းများလည်းပြုလုပ်ခဲ့သည်ဟုသောရခင်လူကြီးများရဲ့ပြဿမှုများလည်းရှိပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။